အားလုံးပဲမင်္ဂလာပါရိုးရိုးလေးမြန်မာ YouTuber channel ကကြိုဆိုပါရစေညီမဒီနေ့မိသားစုနဲ့ပကံညောင်းပူပါကိုဖျားဖို့ထွက်ခဲ့တယ်အဲ့ဒီမှာလန်ခီမှာမုတ်တီအများကြီးဝယ်စားမယ်ဖျားတွေလည်းအများကြီးဖူးမယ်အဲ့ထဲကမှကောင်းလို့ရတချို့ကိုပြိတ္တကြီးကိုပြန်လည်ဝမျှပေးပါမယ်အကျော်ပေါ့ညီမနဲ့တိုက်ခဲ့ပြီနော်အရင်တော့တက်လို့ရတယ်နောက်ပိုင်းကျတော့ပြေးမတက်တော့ဘူး။ဇာတိဥရုအခြေအနေကြောင့်ရဖျားကြီးရဲ့ပျက်စီးယိုယွင်းမှုတွေပါလို့ဒီမှာဆိုလို့ပြေးမတက်တော့ဘူး။အဲ့ပေါ်ဒီတက်လို့ရတယ်
လေးဗီဒီယိုတွေအများကြီးရိုက်တယ်တငယ်ချင်းတွေနဲ့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဒီလိုမျိုးဖျားဘူးလေးသွားတယ်ရှုခင်းလာတယ်ဒီလိုရုပ်သေးရုပ်ကလေးတွေနောက်မှာအများကြီးပဲကြောက်ဖို့ကောင်းတယ်အဲ့ခက်ပဲဟုတ်လားဝါလာလိုက်တာဝါလာလိုက်တာနေရဝင်နေပြီနေဝင်တော့တွားကြည့်တာလေအရန်လှတာပဲအခုဗီဒီယိုဖိုင်ထဲမှာမြင်တာထက်တော့မပိုထားသေးဘူးဗီဒီယိုထဲမှာလည်းတခြားစီမဲ့အပြင်မှာအရန်အောင်လှတယ်ပကံရောက်လို့ရှိရင်နေဝင်တဲ့နေရာကိုတွားကြည့်တင်တယ်ဘယ်နေရာကပဲဖြစ်ဖြစ်နေဝင်နိုင်တဲ့အလှမျိုးမြင်နိုင်တဲ့နေရာမျိုးလုံးဝတွားကြည့်ကျန်ဝါဆောင်းနေတာကိုရိုက်တာပြန်ဆင်းလာတယ်နေဝင်လာအရင်ထောက်ကြည့်တာကမ်းမှာရှိတဲ့ရှေးဟောင်းဘုရားတွေအများကြီးတွေကမှာအပြည့်9ပြည့်တွေကပြည့်4ပြည့်ရယ်ပြီးတော့တခြားနာမည်ကြီးမနုဟာတို့ဘာတို့အဲ့လိုဘုရားတော်တော်များများရယ်ရှေးဟောင်းပကံဘုရားတော်တော်များများကိုဒီနေ့အတွက်ဖူးတာပြီးဆုံးသွားပါပြီဒီနေ့အတွက်ဘုရားဘူးထွက်တာဒီနေ့တနေ့တာအတွက်ကတော့ပြီးဆုံးသွားပါပြီလက်ဆောင်တွေလည်းအများကြီးဝယ်တယ်ဘုရားတွေလည်းအများကြီးဖူးရတယ်အရန်စိတ်ချမ်းသာတယ်ပိတ်သက်ကြီးကိုအဆုံးထိဗီဒီယိုဖိုင်ကိုကြည့်ပေးတဲ့အတွက်ပိတ်သက်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်မိသားစုနဲ့အတူတူမိသားစုကိုအချိန်ပေးပြီးတော့ဒီလိုမျိုးပျော်ရွှင်ပွဲကောင်းတဲ့ခရီးတူတူလေးတွေခရီးရှည်လေးတွေလည်းအများကြီးထွက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်မိသက်ကြီးအားလုံးကျန်းမာချမ်းသာပါစေကျေးဇူးအများကြီးတင်ပါတယ်အော်မေ့လို့မနက်ဖြန်ကိုဆယ်တော်လေးစုလို့ထပ်ဖူးအောင်မှာအဲ့ဒီဆယ်တော်လေးစုကိုထပ်ဖူးတဲ့အကြောင်းလေးကိုလည်းဗီဒီယိုဖိုင်လေးရိုက်ပြီးတော့တင်ပေးအောင်မှာပိသက်ကြီးဆက်လက်ဆောင်ရွက်ကြည့်ဖေးနော်